ကျွန်တော်တို့တင်ပြထားတဲ့အစိုးရတရက်မဟုတ်တဲ့အတွက်ကြောင့်မို့လို့သူတို့တွေထုတ်ပြန်တဲ့အမိန့်တွေညွှန်ကြားချက်တွေဒါတွေကျွန်တော်အနေနဲ့လိုက်နာပြန်ဘာကြောင့်မှမရှိဘူးစိတ်ခိုင်းနေတော့ကြောက်ရွံ့ပြီးတော့လည်းပြောမဟုတ်ဘူးနော်ဘာသာတယ်လားအဖက်ဖက်ကရှိုးယွန်းပစ္စည်းငါမွေးဖွားခဲ့တဲ့နိုင်ငံရဲ့ဆော့ဖ်ဝဲတွေချဆိုရှယ်မီဒီယာမှာအောက်ဖက်တွေချပြရေးပိုစီချင်းချင်းရှောက်ဆဲနေကြခုခေတ်မှာ sorry ရနောက်ဘေးထားချင်းမပါပဲတွေ့ရလူကောက်တွဲနေကြချို့ rapper တွေ make လိုက် software တွေများနေချင်းကတော့စိတ်တက်ဒီမှာချိုးကြောက်ခဲ့နေလားဒီဘဝတွေကခရောင်းလက်မှာပေါက်ပြဲပြီးသွားဆက်လျှောက်လက်မှုအားရနေချီနေလို့စပွဲဝိုင်းပေါ်မှာပြည်သူကိုညှက်ထုတ်ဖို့ချန်နေတဲ့နံပါတ်ချက်ကနိုင်ငံရေးကြီးခဲ့တဲ့ချို့အသက်အိုးအိမ်ခန္ဓာကိုမီးလက်ရှို့ခက်ဆက်ဆက်တိုင်းပြည်ကိုချီရထိုးတချင်းဆက် rap တဲကိုလီးပဲလို့ဒီအမြင့်ပြတ်သက်ပွဲကိုပြီးလွဲဆိုအပိနှိတ်ခံကြောပွဲတွေကြောကုန်ထက်မှာဒါသွားလို့ချွန်တက်တဲ့စူးတောင်းနေပြည့်ရက်ကွက်ထဲမှာရှောက်သွားလေးတန်းမအောင်တဲ့လေကတုံတိုက်ကုန်တဲ့နှစ်ခုရောက်နေတွေ့တန်းပြည်ရဲ့အနာကပန်းနဲ့စာမတက်ပင်တက် reverse ဦးဆောင်နေတွေ့လောက်ကြပြီးဖန်တီးရဲ့ရွေးကောက်ပွဲလူထုကိုချင်းတဲ့မျိုးလိုကျဲတူကြောင်နေတွေ့don't give me another host နဲ့ဒီမှာလာတဲ့ခင်နေထားမှာပြုတ်ကျတကောင်ရောက်ရင်တက်ပြင်းနေစားကလှုံမြကြောင်ပြောင်းနေတဲ့နှစ်တွေများစွာပုတ်ကွာလူသားချင်းချင်းနေထားကရုပ်ကြအကြောင်းနဲ့တစ်ချင်းဆက်ရွေထားကထုတ်ချလူတွေအများစုကခစ်တဲ့တဲ့ရွေမြောင်ရင်းကျက်နေရတဲ့ဒုက္ခ god damn so what ခန္ဓာနေလောက်မြန်မာလောက်တဲ့ခီပါမှာလမ်းစားတွေပြမလွတ်မြောက်နေတဲ့တန်တန်းတကားတွေရဲ့နောက်ကမှာပြစ်မဲ့တဲ့ပြည်သူတွေမှန်းဆရမလောက်မီချက်ကျွေးထမင်းကိုလွှဲရတဲ့ကြောင့် first set 3တဲ့နေရရန်တဲ့အောက်ကချင်းပြနေတဲ့လူရန်ကားတွေကြောင့်ရိုင်နဲ့ခီးသွားတဲ့ကန္နာလေးမှောက်ချွေးနေစာမြတ်ထုတ်တဲ့သွေးကောင်ကဆရာတင်အောက်ခြေကလှုပ်သမိုင်းလှုပ်တော့ရမတင်ဘာဝရင်တွေခလုတ်ချင်းနဲ့စာတင်ပုံနာကထိမြောင်ပြန့်နှံ့ကပါတခွဲဒီပွဲမှာချင်းချင်းတွေဖြုတ်ထုတ်တဲ့လောဘတွေထက်ကြီးရှင်ပြန်မှုက internet group တွေတွေ့ခွဲလူမျိုးတစ်မျိုးတော့ soul guide တက်ပြီးလေထိုင်လူကြတိုင်းပြည်အနာကလူငယ်တွေရီမန်းချက်ဥတီချက်တွေပျောက်ဆုံးတချို့ကလမ်းဘေးမှာဆေးဆွဲဘဝပြတ်တဲ့ချို့ချမူပြီးရက်တွေတော့သုံးမောင်ရတဲ့ကူပြီးခန့်နေနောက်ဆုံးရောက်နေပြမြူးမြူးရက်တွေမရောက်တော့အိမ်မက်တွေကြောဖို့အိတ်တွေထဲဘဝခီးလန်းကိုခုတိဆက်ရရှောက်အောင်ညံရီနေပါတာပြမဟုတ်အားနဲ့ချက်စာရိတ်တာပြက်ပြလာဆောက်ပြလာခက်ပြက်ချင်းတွေကိုခွင့်ကောင်းယူကိုဆိုလူလိုက်တွေရှောက်တယ်လားမင်းတို့ပိတ်ဆို့ထားတဲ့လွတ်လပ်မှုတကားချက်ကို rap တွေနဲ့ကြုံဝပြီးဖောက်ထမှာငါပြောနေရမင်းနားမလဲရဲ့ကောင်းဝင်ယူပြောသလိုဖတ်လိုက်ပါနောက်တစ်မျက်နှာ你